တော့မနေ့ကရောက်ပါတယ်ဗျ။ ရောက်ကောင်းတာပေါ့ မှန်ဗျ။မော်လမြိုင်ပြန်လာ လောက်ပါ မှန်မော်လမြိုင်ပတ်စံလေးပါလေးသွားရှာတာဆက် ဒါရေးကြည့်တယ် မှန်နှစ်ညကို1000ရခဲ့ပါတယ်ဗျ ကောင်းတယ် မှန်ဗျအဲ့ဒါပြောလိုက်တယ် လေးကျုံမအောင်ပြင် မှန်ဗျအခုတော့လောလောဆယ်ဆရာတော့ပေးမဝင်မဲနဲ့ပိတ်ထားတယ်ပြင်ပါမယ်ဗျ လေးကျုံမအောင်ပြင်ဘာလို့ပေးဝင်ရမှာလဲကွာကိုဖျက်ကိုလို့ မဟုတ်ဘူးဆရာတော့လူတွေဝင်အန္တရာယ်များလို့ လူတွေတော့မဝင်တဲ့ပေါ့ မှန်ဒီတော့ဝင် မှန်ဗျ အလို့တော့အောက်ခဲရှင်ညတို့ မှန်ဗျ ညလို့ မှန်ဗျ ငါတော့ပုံရရှိကူအော်နေတယ် မှန်ဗျ အောက်ကရှင်အောက်ခဲတွေကိုမြန်ရှင်း မှန် ငါညထိုးမယ်စိတ်မှုတက်ပြင်မယ် မှန်ဗျ တကယ်လည်းဘုရားတွေလည်းဝန်ကြီးချုပ်တွေလာတယ်အောက်ခဲတွေကမြန်ရှင်းပြီ မှန်ဗျ တို့ညထိုးမယ်စိတ်မှုတွေပဲကျိုးတယ်ဘာမှမကျိုး မှန်ဗျ အဲ့လုံး မှန်ဗျ အဲ့ဒီဝလေးမနဲ့ကအကြောင်းတွေကကိုလျှောက်ကြည့်တယ် မှန် ဒီကယောဂီဆောင်လေးတွေအောက်ခြေကတိုင်နေကျိုးတာပဲတာပြတ်တာတွေတော်များတွေ့တယ် မှန်ဗျ လေးထပ်ဆောင်ကြီးကတော့တော့ကိုရိုင်းသွားပြီ မှန်ဗျ ရိုင်းသွားပြီအဲ့ဒါလည်းခုနေလျှောက်ကြည့်တယ် မှန်ဗျ အင်ဂျင်နီယာတစ်ဖွဲ့ကတော့ဆရာတော်မသုံးနဲ့တော့ဖြိုးပြလိုက်တော့ မှန်ဗျ ဟာအလူကြီးစိတ်လို့မသက်တော့ဖြိုတဲ့အထက်ကမပေါ့ဘူး မှန်ဗျ မင်းဖြိုရတာလားဆိုတော့ဘာလို့ရော မှန်ဗျ နောက်ဥစောရင်းစော်လာတယ် အော်ဆိုရဲဆိုတာမှန်ဗျ စောရင်းစော်လာတော့စောရင်းစော်ကလျှောက်ကြည့်ပြီးဆရာတော်ဘာလို့ချင်လဲဒါတော့ဖြိုခြင်းမထိတ်တယ် မှန်ဗျ ဆိုတော့သူကပြောလျှောက်တက်ကလျှောက်ကြည့် မှန်ဗျ ကြည့်ပြီးတော့ရိုက်သွားတဲ့ဘက်ကိုတောက်3000နဲ့ထောက် မှန်ဗျ ထောက်ရမယ်စနစ်ကဘာလေးလဲဘာပစ္စည်းနဲ့ထောက်မယ်ဆိုတော့ကိုတွတ်မယ်လောက် မှန်ဗျ ပြီးတော့အောက်ကတိုက်တီဒီလိုပြည့်သွားတာလေးကိုအကုန်လုံးအဲ့ဒီရှစ်ပတ်လိုက်အဲ့ရှစ်ပတ်လိုက်ကိုလူတစ်ဖက်စာလောက်ရှိတယ်ကိုဂရိတ်တွေနဲ့ထပ်လောက် မှန်ဗျ တန်ဒီထဲမှာပြုတ်အပေါ်ဆက်ပြီးတော့ မှန်ဗျ ထပ်လောက်ပဲလို့သူကပြောအားကျိတ်တွေပဲလို့လုပ်လို့ မှန်ဗျမဖြစ်ရင်ပြီးတော့ ပြုတ် မှန်ဗျ အဲ့လိုဒီတော့ဝိတ်တွေတော့ချတယ် မှန် က ဗျ လထိုင်တွေဇပွဲတွေကလေးတွေအကုန်လုံးချလိုက် မှန်ဗျ ဒီနေ့ဆိုပြီးပြီ ဆိုရဲဆိုတော်လဲတော်ပါတယ်ဗျတပီတော့နဲ့ဒါရင်းမှဗျပြီးတော့ကိုဆက်လို့အောင်မယ်ပကံနဲ့သူပါလို့တော့ ဘုရားတဲ့ကသူကဒုံကြီးသူလုပ်ခဲ့တာပဲ အော်မှန် ဘာမှမဖြစ် မှန်ဗျ မလေးကငါစဆိုးဖို့တက်ကြည့် မှန်ဗျ ခုမှဆက်ပြန် ဆရာတို့တိုက်လိုက်မတက်ပါနဲ့ဆရာတို့ ငါကုန်တ နေ က်ကြည့် ပူတယ်လေးဆရာတို့နေလဲပူတယ်လူအရွယ်နဲ့ဆရာတို့ ဘာလို့ကြည့်မှဖြစ်ပါ မှန်ဗျ ကုန်တက်ကြည့်တယ်ဟာကောင်းတယ်ကွာ မှန်ဗျဗျ အမေကကျုပ်ပြတ်သွားတယ် မှန်ဗျ ကိုမကကျုပ်ဘုန်းကြီးကိုရော့မင်းမဆန်လိုက် မှန်ဗျ ပြေတော့ မှန်ဗျ မရမပြေ မှန်ဗျ ဒါပေမဲ့အင်ဂျင်နီယာတွေတွေ့ချက်ပြီးတော့ပုံတော့ထုတ်ပလိုက် မှန်ဗျ ပြေတော့နောက်ပြီးတော့ကောဝိဒရဲ့အုပ်ချုပ်ရေးကျောင်းဆောင်နိုင်ပြူသွားတယ်လေလွယ်လေးရဲ့နိုင်ပြူတော့အုပ်ခဲပြန်စီရော မှန်ဗျတိုင်းမနိုင်ပြီးတာ ဘုရားတဲ့သူလည်းကိုအုပ်တဖိုးချခိုင်းလိုက် မှန်ဗျ အဲ့ဒီနာရာတော့ပြန်ခဲ့တယ် မှန်ဗျ ပြင်ပါပါ ဆရာတို့ပြောတော့ကိုညာနာဝရလေးပြောတယ်ဆရာတို့ရွှေဦးမင်းပြီးတော့မနေ့ကတက်ပါတယ်ဗျရွှေဦးမင်းကသူကကရင်းဒီပြီးတော့ရှိတယ်မစီ3စီးနဲ့အကြီးနဲ့မရဘူးဘယ်ဟိုက3နံလေးဆိုလို့ဒီတော့မန်းလေးကမှာထားပါတယ်ဗျအဲ့ဒါလေးရပြီးတော့မှတဖြည်းဖြည်းချင်းပြန်နောက်ဆွဲထုတ်မှာပါဗျ ဟုတ်ချက်ထုတ် ရွှေဦးမင်းစီဒီအောက်ကဆရာတို့တီတူရေကန်ကြီးနဲ့ကတ်နာလေအဲ့ဒါမြန်ထုတ် မ မှာ ဟာသီရိက မှန်ပါဗျ ကျိုးဝင်ရဲ့အောက်က မှန်ပါဗျ မဟာသီရိရှိတယ် မှန်ပါဗျ အဲ့ဒီကန်ရှိမှာရေကန်ကြီးရှိတယ် ဟုတ်တယ်ဗျအဲ့ဒီရေကန်ကြီးဟုတ်တယ်အဲ့ဒါကြီး ရေကန်ကွက်ပကနေ မှန်ပါပြီးတော့အဲ့ဒါအပေါ်တော့တဖြည်းဖြည်းချင်းဖဲ့ချမှာဗျ လောက် မှန်ပါဗျ လောက်ဒါရေးကြည့်ပါ မှန်ပါဗျတမန် အဲ့ဒီကဝိပဿနာတော့ရေတော့တယ်ဒီကံတော့ မှန်ပါဟုတ်ပါတယ်ဗျတမန် တို့တော့ရေပဲလိုက်နေလေဟိုသုံးဖို့တော့ပြန်ကောက်တော့ မှန်ပါ ပိုက်တွေပြတ်တော့ မှန်ပါဗျတမန် ပြတ်တော့အဲ့လိုဖြစ်တော့ဒီဇက်ကလည်းပဲစတော့တစ်လုံးလေ မှန်ပါဗျ မနေ့ကတော့ကြည့်တော့၄လုံးလေ မှန်ပါဗျ ဒီကနေ့6လုံးလေပြီးတဲ့ဟိုတဲဆက်ကပြီးရတော့ မှန်ပါဗျ ပြီးတော့ရတော့ မှန်ပါဗျ ဒီလေးတဲ့ကြောင့်ကြီးကိုပဲထိမှုကကောင်းလေးတယ် မှန်ပါဗျဆရာတို့ပြီးတော့မျိုးတဲ့လေမျက်နှာပြလိုက်ကြည့်ရလေဆရာကြီးဆရာမကြီးတယောက်လည်းပါသွားတယ် မင်းကစကိုင်းသားကိုပြပါဘူး မှန်ပါဗျအဲ့ဒါဒီလက်နေ ငါတော့တယ်လူလည်းပဲអော်တယ်ငါဘုန်းကြီးသုံးပါလုံးတင်ကြတယ် မှန်ပါဗျတမ ဘု န် န်းကြီးသုံးပါလည်းသာတော့ဒီတော့ မှန်ပါ နေတဲ့ဆန်လေးစီတွေကပြီးတွေက6တွေ9သေးတယ်အဲ့ဒါလည်းညနေတည်းဝေးနေရ မှန်ပါဗျတမန် င
ငါတဲ့တာတသိန်းလောက်ရောက်လာ မှန်ပါဗျာ အေးဒီပြေးတာ မှန်ပါ ဘုံတော်လို့ပွဲ အော်မှန်ပါဗျာ ဘိုးချုပ်ကြီး စောချစ်တို့ ကျော်ပန်းလို့ အောင်ချမှန်ပါဗျာ လက်အောင် မှန်ပါဗျာ ငါတဲ့တာဒီနေ့ရောက်လာ မှန်ပါဗျာ အခုဆန်ကားတွေ3စီးလောက်လာနေတယ်ရအောင်ဦးကြီးရုပ်ကတော့ပို့ မှန်ပါဗျာ အဲ့ဒီဆန်နေနဲ့အသေးတာလေးနဲ့မပြီးသေးပါဘူးကဲကွာဆေးပြူဘယ်ကြောင့်ဆေးရဆုံးလဲ မှန်ပါ ဘယ်ကြောင့်အနာဆုံးလဲဦးစားပေးဝေးဆို မှန် နေတဲ့ဝေး မှန်ပါ အဲ့လိုလို့ဒီလိုရှင်တရားဒီကမှာတရားဒီမှာ200 မှန် 300လောက်မနေ့နေ့တပည့်ချက်ကျွေး မှန်ပါဗျာ သူတို့လည်းစားတယ်မရှိ မနေသေးတယ်လည်းမရှိဘူး အဲ့ဒါဒီစီမံနေတယ် မှန်ပါ ခါတော့ကောင်းဘူး မှန်ပါ ဒီကနေ့လည်းဘာလို့ဆိုပြီးတော့ပတ်စံတော့ပေးတာတဲ့တဲ့ပတ်စံသိတယ်အောင်ကြတော့အဲ့ဒါလေးကိုနေရာရှိတာကြီး တကယ်တော့အကြံမရှိလို့လိုက်စုနေရတာဗျာ အဲ့လိုကိစ္စမရှိဘူးရကောကိုသိတယ်အောင်လာနေ မှန်ပါ ဘာနေကဝေထုတ်လို့မရ မှန်ပါဗျာ ဘူးအဲ့လိုဖြစ် ဒီတော့လည်းမနေ့ကလေရင်နဲ့လာတာဆိုတော့ဒီတော့ရန်ကုန်လာဆိုတော့ဒီတော့အိတ်ဆန်တော့ထည့်ပြီးလာတယ်800ဒီနေ့မနေ့ကုံမလူချင်မှန်ပါဗျာဟုတ်ပါဗျာ ကိုယ် မှန်ပါဗျာကုံကလောက်ရပါပါ တော့ပဲလို့ဒီကကိုယ်နဲ့တဲထုတ်နေကြတယ်နေကြကွာလို့ဒီချီတော့မလို့လည်းပြောပါ မှန်ပါဗျာ ကဲဒီလိုပဲဖြစ်သလိုလုပ်အောင် မှန်ပါဆက်တော့ဒီတော့လဲလိုက်ပါဦးမယ်ဗျာ လက်ကြည့်ပါ မနေ့ကလည်းအလုပ်တွေများနေတော့ပါ လက်ကြည့်ပါလက်ကြည့်ကျဲကျဲပါပါသက်ရှိပါဟုတ်တယ်တော့အဲ့တော့ဆိုရင် နေ့ရှေ့ပါလာတော့ဘလုံးချက်လူ လေလေလေးကျော်အောင်ထီးမြန်ပြီ မှန်ပါဗျာမှန်ပါဗျာ ထီးကြီးကြီးတယ် မှန်ပါရှေ့ ထီးမြန်ပြီ မှန်ပါဗျာမှန်ပါ